ချိန်သူတို့ပြောခဲ့တဲ့အချိန်တော့12နာရီကျော်ပေါ့နော်အဲ့ဒီအချိန်တော့အဲ့မှာသူတို့တခြားရက်ွက်တွေတဲ့ဘက်ကိုပုံမှန်တိုင်းမှဟလာတကယ်နဲ့ဆရာကြီးကပုံမှန်သွားပြီးတော့လှည့်ပြီးတော့2နာရီကျော်ပေါ့နော်2နာရီခွဲဝန်းကျင်လောက်အဲ့ဒီအချိန်လောက်မှာအဲ့ဒီဝစီယာလမ်းထိပ်ပေါ့နော်အခုအခင်းဖြစ်တဲ့နေရာကိုသူတို့အဖွဲ့ရောက်လာတယ်အဲ့ဒီခါမှာစောနာအရက်ဝိုင်းသိမ်းဖို့ဟလာတောက်စားနေတော့မှရက်ဖို့ကောင်းမွန်ပြောဆိုခဲ့တာကိုဒီကောင်တွေကမကြည်နဲ့တဲ့လို့ဟလာရန်ညှို့ဖွဲ့တဲ့ပုံစံမျိုးနဲ့ဟလာဒီရက်တက်ဖို့နေပြန်လာမဲ့ဒီလှည့်ကင်းပတ်လာမဲ့ဒီလမ်းထိပ်ကားတွေပြီးစောက်ပြီးတော့နောက်ကနေပြီးတော့စူပါကတ်စတန်ကားနဲ့လိုက်ပြီးတော့တိုက်တဲ့ခါမှာဦးရဲ့ဦးလေးရတာနောက်ဆုံးကနေပြီးတော့ဆိုင်ကသူ့ဆိုင်ကနောက်ဆုံးမှာအဲ့ဒီခါမှာသူ့ကိုအရင်ဆုံးတော့ဝင်ပြီးတော့တိုက်တဲ့ခါမှာကားရဲ့ပေါ့နော်ဒီစူပါကတ်စတန်ကားရဲ့ဘယ်ဘက်မီးကွက်နဲ့တိုက်ပြီးတဲ့အခါမှာသူကအဲ့မှာချစ်လွတ်ဖြတ်သွားတာချစ်လွတ်ဖြတ်သွားပြီးတော့နောက်ကိုခန္ဓာကိုယ်နောက်ကိုလန်ထွက်သွားပြီးတော့ကားရဲ့ဒီမှာဒေတာမှန်နဲ့ကောင်းကသွားပြီးတော့ထပ်ပြီးတော့စောက်ပြီးတော့သူကလမ်းမှာပေါ့ကတ္တရလမ်းမှာပေါ့မျက်နှာပြီးတော့ပြုတ်ကျသွားတာနော်သူကအခင်းပြင်းနေရာမှာလည်းသူကလုံးဝမလှုပ်နိုင်တော့ဘူးနော်အဲ့ကမှသူ့ရဲ့ဆိုင်ကရိုက်ကြတော့အဲ့ဒီကားနဲ့တရွတ်တိုက်ပါသွားတာခမန်းကြီးပေ30လောက်ရှိနေပြီအဲ့တော့မီးတွေပါတော့ပွင့်ပြီးတော့မှတစ်ခါလဲပါသွားတယ်အဲ့တော့ပါသွားပြီးတဲ့နောက်တစ်ယောက်ဖြစ်တဲ့အဲ့မှာရက်တတာရဲဒီဟာသူ့စီကိုထပ်ပြီးတော့ဝင်တိုက်အဲ့ဒီမှာရက်ဒီဟာနောက်ကနေပြီးတော့အတန်ကြားလိုက်တော့သူကလှည့်ပြီးတော့ကားသူ့စီကိုဆက်ပြီးတော့ဝင်လိုက်တော့ပြီးတော့သူကတခါလဲကမန်းကရန်ဆိုင်ကယ်ပေါ်ကနေပြီးတော့ခုန်ပြီးတော့ဆင်းလိုက်တယ်အဲ့မှာကံကောင်းထောက်မှဆိုတော့သူကပီပီလေးလွတ်သွားတာအဲ့မှာသူလည်းအဲ့မှာကျန်တဲ့တယောက်ကလည်းသူတို့ဒီမှာဟိုကအကြောင်းကြားဖို့ပူဖို့ဆိုပြီးတော့ကြံခဲ့တယ်အဲ့မှာနောက်တစ်ယောက်ကတော့အဲ့မှာဟိုကားကလည်းဒီမှာချက်ချင်းဒီမှာအတင်းမောင်းပြီးတော့မှပြေးသွားတော့ဟိုကလည်းနောက်ကနေတော့တစ်ယောက်နဲ့ဒီမှာတတရဲဒီဟာဒီမှာကတာဝန်ကြီးတယ်ရဲဝုန်းနဲ့နောက်ကနေပြီးတော့လိုက်ကြခါမှာအဲ့ဟိုကောင်ကားမှာအမြန်မောင်းတော့ဒီမှာအဲ့ရွှေပေါက်ကန်ထဲမှာနေရာတော့တေချာမသိအဲ့ရွှေပေါက်ကန်ထဲမှာလမ်းမေးမြောင်းတယ်ကားဒီမှာကျသွားတော့ဟိုကောင်ကကားကိုထားပြီးတော့ထွက်ပြေးသွားကြတယ်လူကတော့ဘယ်နှယောက်ပါလဲတော့တေချာမသိဘူးဒါပေမဲ့တောက်စားတဲ့အခါမှာတော့ဒါလူအုပ်စုကတောက်စားနေကြတာလေလူအုပ်စုကတောက်စားနေကြတာအဲ့ဒါနဲ့အိမ်ကိုရောက်အဲ့ဒီဒီမိုက်ရှင်အိမ်ကိုစုံစမ်းပြီးတော့လိုက်သွားတဲ့ခါကျတော့ဖေလောက်တူနေပဲဒီမှာတွေ့တယ်အဲ့မှာတစ်ဆင့်မှာသူတို့စုံစမ်းပြီးတဲ့ခါကျတော့အဲ့ဒီရင်မောင်းတရခံပေါ့နော်အဲ့ရင်မောင်းတရခံမြောက်တကုံမှာရှိတဲ့သူ့အတော်လေး9နာရီဝန်းကျင်လောက်မှာသူ့တယောက်တည်းလက်ရှိမှာတော့ဖန်စီရမိခဲ့တယ်ပေါ့နော်လမ်းပေါ်မှာဟာလားဒီလိုမျိုးဟာလားမူးရတောက်စားနေပြီးတော့ဟာလားသိုးသွမ်းတဲ့ဒီလူငယ်အုပ်စုကိုတာဝန်ကိုတရားအရာအများပြည်သူတွေကောင်းမှုအတွက်ဒီချမ်းသာရဖို့အတွက်ဟာလားတာဝန်ရှိတဲ့အတိုင်းဟာလားကောင်းမွန်ပြောဆိုတာကိုဒီလိုမျိုးဟာလားမယိုင်းသိုးသွမ်းနေတဲ့ဒီလူငယ်အုပ်စုကဒီလိုမျိုးဟာလားဒီပြစ်မှုကြီးကျိုးလွန်လိုက်တာဟာလားရန်ညှိုးထားတဲ့ပုံစံမျိုးဒီမှာလုပ်လိုက်တာဒီဥစ္စာကိုဟာလားကိုတို့ဒီမှာဥစ္စာဒီမိသားစုတွေအကုန်လုံးကဟာလားတို့နဲ့တူဟာလားကြားတဲ့နဲ့ဖြစ်တဲ့ဟာလားပြစ်ဒဏ်တရားဥပဒေဟာလားတရားစွဲဆိုမှုတွေပုံမှားပြီးတရားစီရင်ရေးတွေအဲ့လိုမျိုးကြည်ရောက်သေချာနဲ့စံနမူနာအနေနဲ့ပါဖြစ်စေချင်